ခွင့်ရေးမှန်သမျှကိုပဲရခြင်းနဲ့သူများကိုမပေးနိုင်မပေးခြင်းတာဟာမစ္စရိယလို့ခေါ်တယ်နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားကကိုယ်အတွက်လို့စဉ်းစားပြီးကိုယ်ပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုရန်လုတ်တတ်တဲ့သဘောရှိတယ်ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွက်တကောင်ရပြီးဖမ်းမိသွားပြီဆိုလို့ရှိရင်ရန်လုတ်တော့တာပဲလေလူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာမန်ဖီတာဘယ်သူ့ကိုမန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကိုတခြားကလာလွတ်မှဆိုလို့မန်ဖီတာအဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကို share မလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြီးပွားတာကိုမနာလို့မရှုစိဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးဝါးတယ်ဒါကြောင့်မို့လောကလူတွေဟာအိမ်မှာနေထိုင်ကြပြီးတော့နော်မိသားစုချွေးတယ်မွေးတယ်ဆိုတဲ့အချိန်မှာမိသားစုဘဝမှာနေတဲ့အခါမှာမစ္စရိယတရားလွှမ်းမိုးနေတဲ့အိမ်ဟာ6ကပ်ကပ်ဖြစ်နေတတ်တယ်ပေါ့ဘယ်သူမှအခန္ဓာတို့ကျွေးမွေးတာတို့မလုပ်ဘူးရှိတာဖွက်ထားတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအိမ်မျိုးသွားလို့ရှိရင်ရေတောင်တောက်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စရိယကင်းတဲ့အိမ်မျိုးဖြစ်ရမယ်နေ့စဉ်ဘဝမှာမစ္စရိယကင်းတဲ့မိသားစုမျိုးဖြစ်ရမယ်ဆိုအဲ့ဒီလိုဖြစ်လို့ရှိရင်ဒီအိမ်ဟာကုသိုလ်တွေရပြီးကုသိုလ်တွေမပြတ်စီးဆင်း